တိန်းတောင်းကြီးကုန်ခန်းကနိုင်ငံခြားကရေခဲတောင်တွေဓပုံသွားရိုက်ခဲ့တဲ့ငယ်စဉ်စုံတွေမင်္ဂလာသွင်းတွေအများကြီးတွေကမှပရိသတ်တွေရဲ့အာရုံစိုက်မှုမြင့်ဆုံးလူပြောများဆုံးဖြစ်နေတဲ့အကြောင်းအရာကတော့အားလုံးရဲ့ချစ်တော်စုံတွေငယ်စဉ်လို့ချစ်စနိုးခေါ်ကြတဲ့မင်းသားဟင်းဝင်ရတဲ့မင်းသမီးချော်လေးဆိုပြီးသစင်တို့ရဲ့မင်္ဂလာကြိုဓပုံရိုက်ကူမှုတည်းမှာပဲရှင်အထူးသဖြင့်သူတို့ရဲ့ PVD ရိုက်ကူမှုဟာတာမန်ရိုက်ကူမှုမျိုးမဟုတ်လို့ပါပဲပရိသတ်တွေမျှော်လင့်ထားတာတဲ့အများကြီးပို့ပြီးတော့ခန်းနာကြီးကျယ်ခဲ့ပါတယ်သတင်းတွေရဒီ PVD ဓပုံကရိုက်ကူးဖို့တွေကုန်ကြစေဟာတိမ်မောင်းထောင်ကနေတောင်းကနေချီတယ်လို့သိရပါတယ်နေရာကလည်းတာမန်နေရာမဟုတ်ပါဘူးတကူတကတရုတ်နိုင်ငံကနာမည်ကြီးရေခဲတောင်ထိပ်ထိပ်သွားရောက်ရိုက်ကူးခဲ့ကြတာပါပို့ပြီးတော့အအားသိစရာကောင်းတာကတော့အဲ့ရေခဲတောင်ထိပ်ကိုတက်ဖို့အတွက်ကိုပိုင်ရဟရင်ကိုစင်းလုံးပြက်ငှားရမ်းပြီးတော့သွားခဲ့ကြတာဖြစ်ပါတယ်ဒီလောက်ကြီးကျယ်ခမ်းနားတွေရိုက်ကူးမှုမျိုးကတော့မြန်မာလူပညာတိုင်းဝိုင်းမှာတောင်မှတွေ့ရခဲ့တဲ့မြင်ကွင်းတစ်ခုပါပဲဒီလိုမျိုးငွေကုန်ကြေးကျအများဆုံးခံပြီးတော့ခမ်းနားဆုံးပြင်ဆင်ရတဲ့အကြောင်းရင်းကိုလည်းမင်းသားဟင်းဝင်ရဲ့ဘက်ကရှင်းရှင်းလင်းလင်းပြောထားပါတယ်သူကသူ့ရဲ့ချစ်စနီးလောင်းလေးသူ့တဘွားလုံးစားလက်တွဲမဲ့သူတို့သမီးလေးဆိုပြီးတဲ့စင်ကိုရန်ကိုတမိုးရှိတဲ့စနီးလေးတရားပြည့်သတ်မှတ်ထားလို့ပါပဲဒီလိုတမိုးထားကြောင်းကိုအားလုံးမြင်သာအောင်ပြသတဲ့အနေနဲ့ငွေကြေးကိုပဓာနာမထားဘဲနဲ့သူစနီးလောင်းလေးစိတ်တိုင်းသာဖြစ်စေဖို့ဒီကီးစင်ကြီးကိုအကောင့်ထဲပေါ်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်ဒါကလည်းအားလုံးသိကြတဲ့အတိုင်းပါပဲမင်းသားဟင်းဝင်ရဲ့မိသားစုဟာနာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးတွေဆောက်လုပ်ရေးလုပ်ငန်းကြီးတွေများစွာပိုင်ဆိုင်ထားတဲ့မြန်မာနိုင်ငံရဲ့ထိပ်တန်းတရေကြီးမိသားစုတစုဖြစ်တာကြောင့်လည်းပါပါတယ်ဒီလိုခိုင်မာတဲ့စီးပွားရေးနောက်ခံရှိနေလို့သာတိမ်မောင်တောင်းချီကုန်ကြမယ်ဒီလိုခီးစင်မျိုးကိုစစ်စနီးလောင်းတွေအလွယ်တကူကောင်းထဲပေါ်ပေးနိုင်ကြတာဖြစ်ပါတယ်အခုဆိုရင်တော့ပရိသတ်တွေစောင့်မျှော်နေကြတဲ့ဓပုံတွေလည်းတရားဝင်ထပ်ပေါ်လာပါပြီပထမဆုံးထွက်လာတဲ့ပုံတွေထဲမှာရေခဲတောင်ရဲ့တာယာလာပါတဲ့နောက်ခံရှိခွေးနေနဲ့တူမင်းသမီးစုပြည့်သစင်ကိုပြုစင်လာပါတဲ့သူသမီးဝတ်စုံလေးနဲ့တွေ့ကြရပါတယ်ဒီဝတ်စုံကိုတော့နာမည်ကြီးဒီဇိုင်နာမိုးကုတ်ပေါပေါကအထူးဖန်တီးပေးထားတယ်လို့သိရပါတယ်ရှင်မင်းသားဟင်းဝီယန်ကလည်းအညိုရောင်အနောက်တိုင်းသူတို့သားဝတ်စုံနဲ့ခန်းညာပြီးတော့ကိုရီးယားဒရမာကားတွေကမင်းသားမင်းသမီးတွေအတိုင်းပဲရန်ကုန်မှာလိုက်ဖက်ညီပြီးတော့ရိုမန်တစ်ဆန်နေတာတွေ့ရပါတယ်ဒီသတင်းတွေနဲ့အတူပရိသတ်တွေကြားမှာပြောဆိုကြတာတကူကတော့ဟင်းဝီယန်တရားမင်းသမီးစုပြည့်သစင်လို့မိန်းကလေးမျိုးကိုပိုင်ဆိုင်ခွင့်ရခဲ့တာတကယ်ကိုမှကံကောင်းလို့နေဆိုတာပါပဲရှင်ဘာကြောင့်လဲဆိုတော့မင်းသမီးစုပြည့်သစင်ဟာနုပညာလောကမှာပြတ်တန်းလာတဲ့တခြားလုံးနမေပြတ်လုံးဝမရှိပဲအိမ်နေသိက္ခာပြည့်နေထိုင်ခဲ့သူဖြစ်လို့ပါဒါကြောင့်လေခုလိုခေတ်ကြီးထဲမှာစုပြည့်သစင်လို့တန်ဖိုးရှိတဲ့မိန်းကလေးမျိုးကိုပိုင်ဆိုင်ခွင့်ရတာဟင်းဝင်ရန်တကယ်ကိုမှကံကောင်းတယ်လို့ဆိုကြတာပါဒီလိုတန်ဖိုးရှိတဲ့မျိုးသမီးဖြစ်တာကြောင့်လေဟင်းဝင်တို့မိသားစုဘက်ကစုပြည့်သစင်ကိုတင်တောင်းတဲ့အခါမှာများပြားလာတဲ့ငွေသားပမာဏစင်ရှိရနာရီအများကြီးနဲ့ခန်းခန်းနာနာတင်တောင်းခဲ့တာဖြစ်တယ်လို့ဆိုကြပါရရှင်ချုပ်ပြောရရင်တော့ဒီ pre-wedding ဟာငွေကြေးရဲ့ခန်းနာမှုကိုပြသတာမဟုတ်ပဲတန်မိုးရှိတဲ့ဇနီးလောင်းတယောက်ကိုတန်မိုးထားမျက်နှာကြောင်ပြသလိုက်တဲ့ကြီးကျယ်ခမ်းနားတဲ့ချစ်ရဲ့တက်သေးတခုလို့ဆိုနိုင်ပါတယ်ရှင်ကြည့်ရှုနေကြတဲ့ပရိသတ်တရားရောမင်းသားဟင်းဝင်ရနဲ့မင်းသမီးစုပြည့်တဲ့စင်တို့စုံတွေရဲ့ဒီခမ်းနားလာတဲ့ pre-wedding ဓပုံတွေပေါ်ဘလို့မြင်ကြပါသလဲသူတို့အတွဲလေးကိုဘလောက်တောင်မှအားကြမိလဲဆိုတာကို comment မှာပြောသွားပေးခဲ့ပါဦးရှင်အားပေးနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်နောက်နေ့ဒီပါပြန်လည်ဆုံတွေ့ကြရအောင်ပါ